ပန်းပွင့်နေဆိုတာကတဘာဝပါခင်အလှကြည့်ခံရင်လို့ပန်းစင်ပါစေရည်စူးပြီးဖူးပွင့်မစင်ခင်ကြိုက်ရင်အညာကိုချိုးခင်မြတ်နိုးတော့ပန်းရင်ပန်းပေါ့မပန်းရင်ခင်မကြိုက်တော့လဲပြစ်လိုက်ပေါ့နော်ခင်စင်ញမစင်မာတော့ခင်ရဲ့မမြင်လို့ပဲဖြစ်ဖြစ်မစင်လို့ပဲပြစ်ပြစ်တရွက်ကျူတရွက်ကြားမှာခင်သွားရင်ကျနံ့ပေးခင်မွေးရင်စိတ်ပျော်ရွှင်လို့ခင်မမြင်ခင်မကြည့်ပေမဲ့သိရင်စိတ်ကြည်နပ်ပါရွက်ချက်ဆိုကြူကြားမှာခင်ပွင့်သွားတော့